KK Horror Channel ကိုအားပေးနာဆင်ခဲ့ကြတဲ့ချင်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပြီဖြစ်ပါတယ်။ဒီနေ့မှာချင်ရတဲ့ပရိသတ်ကြီးတွေနားဆင်ရမှာကတော့စာရေးသူရင်းမြတ်သေးစာရေးသားထားတဲ့ကြီးမားဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe နှိပ်သွားပေးပြီးတော့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ချင်ရတဲ့ပရိသတ်ကြီးတွေနားဆင်နိုင်ဖို့အတွက်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ပါပြီ။ကျမနာမည်မင်းတွေဒါပေမဲ့ကျမလူမှန်တိသက်စာအရွယ်ကလေးอ่ะကျမတို့လူတွေခေါ်တဲ့နာမည်ကကြီးမာတဲ့ကျမအမေကတော့သူရှိမှဒီလိုခေါ်တာမကြိုက်ဘူးကျမလားကျမလည်းဘေးကြိုက်ပါမလဲကိုမနာမည်လှလှလေးရှိရတာနဲ့တရေဆန်နဲ့အနိုင်ခံရတာဘယ်လောက်စိတ်ပြတ်ဖို့ကောင်းလဲတိတ်တီးတာပေါ့ဒါမဲ့ကျမနားလီသက်စာအရွယ်မှာအရှိတရားတစ်ခုလက်ခံရတော့တာပါပဲကျမကိုကြီးမာလို့ခေါ်တဲ့သူတွေကိုလေအပြစ်မမြင်တော့ဘူးလေဟုတ်တယ်သူတို့ပြောသလိုကျမဘွားကြီးကန်းအနေနဲ့ရှင်သွေးပြီးတော့မွေးဖွားလာတဲ့သူပဲဟာဒီလိုခေါ်လို့လေခေါ်တဲ့သူအပြစ်မြင်လို့မှမရတာပုံပွင့်လေးပြောရမယ်ဆိုရင်အခုကျမအကြောင်းရှင်တို့သိအောင်ရှင်ဖွေးနေတော့ပခုံးပေါ်မှာကြီးကန်းတစ်ကောင်လာနာနေလေပြီးတော့ကျမအခန့်ရဲ့ပထင်ပေါက်မှာနားနေတဲ့ကြီးတစ်ကောင်ကလေသူတို့သိအောင်အမွေးတွေကိုတတ်နေလေအမေပြပြတာတော့ကျမအောင်မွေးတဲ့ညအိမ်နောက်ဖက်မကြီးပင်ပေါ်မှာကြီးကန်းတွေအုပ်လိုက်ကြီးလာနာကြတာတဲ့ပုံမှန်ဆိုကြီးကန်းတွေဟာနေ့မှထွက်တဲ့အမျိုးလေညဘက်ကြီးထွက်လာတော့အားလုံးအံ့အားသိနေကြတာပေါ့အဲ့ဒီချိန်မင်းရင်းထက်ကအသက်လူနေရရှာတဲ့အမေကဒီမြင်ကွင်းကိုမတွေးလိုက်ရပါပဲအဖေပြောပြလို့ပြန်သိခဲ့ရတာတဲ့အဖေစကားအရဆိုအမေကျမကိုမွေးနေချင်းရင်သက်နေတဲ့ကြီးကန်းတွေဟာကျမတို့သိလေးရှိတဲ့ဘက်ကိုကောင်းတန်းခိုင်းနဲ့စိုက်ကြည့်နေခဲ့ကြတယ်တဲ့နောက်ပြီးတော့မီးတွင်းထက်ကအတန်ဆဆာနဲ့ထွက်လာတဲ့ကျမရဲ့ငိုတန်တဲ့တူကြီးကန်းတစ်ကောင်စီကအားဆိုတဲ့အတန်တစ်ချက်နဲ့အတောင်ခတ်တန်တပြောင်ပြောင်ကြားရတယ်လို့ပြောတယ်အဲ့နောက်မှာမကြီးပင်ပေါ်တကောင်မီးတစ်ကောင်ထားပြန်သွားတဲ့ကြီးကန်းတွေဟာအမောင်တူတဲ့တိုးဝင်ပြောက်ဝင်သွားကြတယ်ဆိုပဲမွေးကင်းစားကျမတော့အဲ့ညောင်ဘေးသိနိုင်ပါမလဲသုံးလေးနှစ်သမီးအရွယ်လောက်အဖြစ်ပြတ်တဲ့ချို့တော့မမက်မိတော့တဲ့ဟာကျမမွေးတဲ့ညဆိုပိုတော်မှဝေးသည်ဒါမဲ့အဲ့ညအဖြစ်ပြတ်တွေကိုအကြောင်းပြုပြီးပဲအဖေမဆုံးခင်ပေးခဲ့တဲ့မင်းတွေဆိုတဲ့နာမည်အစားကြီးမားလို့ပဲခေါ်ဆိုကြတော့တာရွာတလီအတိုင်းတယောက်ကနာမည်ပြောင်းပေးလိုက်တာနဲ့ကျန်တဲ့သူတွေကပါလိုက်ခေါ်ကြတော့တာပဲပြီးတော့ကိုရမှာလည်းမဟုတ်တဲ့စကားပြောလိုက်ကြသေးတာအခိုက်မမို့ကျမအဖေကိုသေစေခဲ့တာလေသူတို့ပြောတာကိုကလေးဖြစ်တဲ့ကျမဘေးနားလည်နိုင်ပါမလဲကျမသိသလောက်တော့ကျမအောင်ဝေးပြီးတော့တပတ်ပြည့်တဲ့နေ့မှာအဖေအတိုင်းပင်ပေါ်ကပြုတ်ကျပြီးတော့သေသွားတယ်တဲ့အမေကတော့အဲ့လိုပြောတာပဲဒီတော့အဖေသေးတာကျမနဲ့ဘာဆိုင်လို့လဲဟင်ကြီးမဒီမှာမတွေ့ရှင်ကျမသမီးကိုအဲ့လိုခေါ်စရာအကြောင်းမရှိဘူးအမလေးဟဲ့ဒါလေးခေါ်တော့နားနေတယ်ငါညီသမီးကိုမုတ်ကျွေးမလို့ပါဟဲ့တကယ်ရဲ့စေတနာတော်ပြတ်တယ်နားတယ်ဆိုတာထဲမခေါ်ဖို့ပြောနေတာကျမသမီးကိုသူ့အဖေပေးသွားတဲ့နာမည်ရှိတယ်အဲ့နာမည်ပဲခေါ်မုံကျွေးလေးရှာတယ်ကျမလေးကျမသမီးကိုအငတ်မထပါဘူးကျမအသက်30ကျော်လောက်မှာကြီးမားလို့ပထမဆုံးခေါ်တဲ့အတန်မမတ်ရရစပြီးတော့သတိထားမိတာအိုင်းနီကအမေနဲ့ဘေးအိမ်ဟာဒေါ်ထွေးတို့ကျမကိုနဘေးပြောင်းခေါ်တဲ့ကိစ္စနဲ့ရန်ဖြစ်ကြတယ်ဘေးလူတွေဝမ်းဝမ်းပြန်ပြေးကြပေမဲ့အမေမျက်နှာကုန်းရချေရတယ်အများကြီးရသွားတယ်ပြောရမယ်ဆိုအမေကကျမလိုပဲဖြူဖြူနူးနူးလေးအပင်ပန်းကလည်းတိတ်မခံနိုင်ရှာဘူးဒေါ်ထွေးလိုမိသွေးဖုတ်တဲ့သူနဲ့ရန်ဖြစ်တော့အမေတဲ့ခံရပြီပေါ့ရန်ပွေးပြီးသွားတော့ကျမအမေကလက်ဆွေးခေါ်ပြီးတော့အိမ်ပေါ်ကိုတက်သွားတယ်ကျမလည်းအမေနောက်ကိုရိုကာရပါသွားတယ်ဒေါ်ထွေးကတော့ဇဲနီပေါင်း1000နဲ့ပတ်စံတုတ်နေတော့မယ်ရန်မဖြစ်ဘူးတဲ့အမေဟာရှက်လို့ထင်ပါရဲ့ကျမကိုဖတ်ပြီးတော့ငိုနေကျမလည်းအမေကိုအိမ်နီကပြန်ဖတ်ထားလိုက်တယ်ခဏနေတော့ကျမရဲ့ပါပြင်ပေါ်မှာအမေလိုမျိုးမျက်ရည်စားတွေစီးကြလာတယ်ရုပ်ချင်းဆိုသလိုကျမတို့ပန်းဝန်းကျင်တစ်ဝိုင်းဟာကြီးအာတန်နဲ့ဆူညံသွားတယ်။ဘာများပါလဲဆိုတဲ့အတွေ့နဲ့ကျမအမေနဲ့ပတင်းပေါက်ကနေတစင်အပြင်ဘက်ကိုကောင်းပြူကြည့်မိလိုက်တယ်။ဟေ့ရီတတန်းတဲ့တကူကျမတို့မကြုံဘူးသေးတဲ့မြင်ကွင်းတကူအေယာမကြီးခန့်အုပ်ကြီးတကူဟာကောင်းကင်ပြောင်နောက်ခံထားပြီးတော့လေယာရစ်တတန်ဝေးပြန်နေကြတယ်။သမီးအထက်ဝင်အမေကကြီးခန့်အုပ်ကြီးကိုမြင်မြင်ချင်းမျက်စိမျက်နှာပြတ်သွားပြီးတော့ကျမကိုအိမ်ထဲကိုပြန်ဆွဲသွင်းတယ်။ပြီးတော့ကျမကိုဖတ်ထားတယ်။ကျမဘာကုန်းမှနားမလည်နိုင်ဘူးဖြစ်နေတယ်။တခုသိတာတော့ကြီးကန်းအုပ်ကြီးဟာအဲ့ဒီကနိုင်နဲ့ချီပြီးတော့ကောင်းကင်ပေါ်မှာဝေးပြတ်နေခဲ့တယ်။ကြီးအာတန်တွေနဲ့အပြိုင်တရွာလုံးစူညံပေါ်လရိုက်နေခဲ့တာများပြန်မပြောပြချင်လာအောင်ပဲ။ဒါမကောင်းတဲ့နမိတ်ပဲဟဲ့။သူမွေးတော့သူ့အဖေဆုံးတာပဲကြည်လေ
ရွာတွေကကြီးပြိုင်ရွာနာတယ်တဲ့ဒေါ်ထွေးဆုံးတဲ့နေ့မှာပဲရွာသားတွေအချင်းချင်းတီးတူပြောဆိုနေကြတဲ့စကားတွေပေါ့သူတို့ပြောစကားအရအဲ့ဒီကြီးအုပ်ထရတကောင်ဟာဒေါ်ထွေးတို့ခြံဝိုင်းထဲကိုအချိန်ဟုန်နဲ့ထိုးဆင်းချလာပြီးမြေပြင်ကိုရင်မနဲ့ဆောင်းရင်သူ့ကိုယ်သူသက်သေသွားတယ်တဲ့နောက်နိုင်ပိုင်းအတွင်းဒေါ်ထွေးရီတယောက်ကောင်းမှုတယ်မှုတယ်ပြောရင်းနဲ့လေးချသွားတယ်ဆိုလားတကယ်တော့ဒါတွေကိုနောက်ပိုင်းကျမှပြန်သိခဲ့ရတာအဲဒီတော့အော်ဟစ်တန်ချမှအိမ်ထရင်ပေါက်ကချောင်းကျင်းမိတဲ့ကျမဟာလူတွေရိုးရိုးသေးသေးဖြစ်နေတဲ့ဒေါ်ထွေးတို့ခြံထဲကိုဘာဖြစ်လို့ဖြစ်မှန်းတော့နားမလည်နိုင်သေးပါဘူးဒါမဲ့ရုတ်တရက်ဒေါ်ထွေးတည်ဆုံးပြီးတဲ့နောက်နာရီလာမေးကြတဲ့သူတိုင်းဟာဖုံးမနိုင်ဖေးမရတဲ့တန်တရားမျက်လုံးကိုစီနဲ့ကျမတို့အိမ်ဝိုင်းဘက်ကိုလန်းလန်းကြည့်နေကြရဲ့အမေခင်ဗျအဲ့ဒီအကြည့်တွေကိုမခံစားနိုင်လို့နဲ့တူရဲ့တသမ မတ်တမတရားစာတွေရင်းနေတော့တာမှာဘုရားရှင်ရှိတော်ကိုမထားတော့ဒေါ်ထွေးရဆုံးပြီးတဲ့နောက်ရွာတွေကလူတွေကျမတို့သားအမိပေါ်ကြည့်တဲ့မျက်လုံးတွေလုံးဝပြောင်းလဲသွားတယ်ဗန်နာထက်ကြောင်ရွံ့မှုယွန်းချောင်မှုတွေပေါ်များလာသလားပဲအသက်30အရွယ်ကလေးတယောက်အနေနဲ့ဒီလိုမျိုးဝန်းအကြည့်တွေကိုခွေးချတက်လာလို့မေးလာရင်အဲတော့ဘယ်သိမလဲအရွယ်ရောက်လာတော့တဖြည်းဖြည်းတပေါက်ပေါက်လာတာပေါ့ဟုတ်တယ်အဲတော့တချို့အဖြစ်အပျက်တွေကျမမမိသေးတယ်မမရရပြောရမယ်ဆိုရင်ကျမတို့သားအမိဒေါ်ဆက်ကိုသွားပြီးတော့ဟင်းစားဆိုင်ရွာသူရွာသားတချို့သူတို့သားသမီးတွေကိုလက်ဆွဲပြီးတော့အိမ်ထဲကိုဆုတ်ခေါ်သွားကြတတ်တယ်မသက်တာလို့မျက်နှာချင်းဆိုင်ဆုံးခဲ့ရင်မျက်နှာလွေးသွားတတ်ကြတယ်အရင်အိမ်ကိုလာနေကြလူတချို့မလာကြတော့ဒီတော့တဖြည်းဖြည်းနဲ့ရွာမှာနေရွာလူတွေနဲ့အခေါ်အပြောနေလို့လာတယ်ဒါမဲ့ဒါခဏပါကျမချောင်းလေးအရွယ်မှာကျောင်းနေဖို့ဖြစ်လာပြီဆရာတော်ကတတနာဝင်ထမ်းဖို့အယူသိမှုမရှိပါဘူးကျမကိုသူ့ကျောင်းမှာလက်ခံပြီးတော့စာတင်ပေးတယ်ကျမပြောတာပေါ့လူဘဝကိုနားလေပါပြီဆိုကြတဲ့တင်းကွေးဖြစ်နေတဲ့ကျမရွာဦးကျောင်းမှာစာတင်မှတကယ်ချင်းအပေါင်းအသင်းတွေရှာလာတယ်အမေကတော့တဖွာဖွာမာတယ်ဘယ်သူနဲ့မှပြဿနာမတက်စေနဲ့သူများတွေရန်ရှာလေခေါင်းငုံခံခင်းတော့တဲ့ကျမအမေစကားကိုနားထောင်တာပေါ့ကျမစာတင်ခြင်းနဲ့ပြီးတော့တငယ်ချင်းတွေနဲ့လေးစောခြင်းနဲ့လေဒါမဲ့ကလေးမို့လားကျမအရွှေနဲ့မလိုက်အောင်တီးသက်ပမဲ့တကြားကလေးတွေကတော့ကျမလိုမှမဟုတ်တာအဲ့ဒီအဆိုကြည်စုံမနေခွေးယူလို့ဟာအောင်ဖို့ရဲ့ငါခွေးယူလုံးနေရတာခဏခဏပဲဒီချိန်တော့ပုံမရစေဟဲ့ကျမအောင်ဖို့ကိုပြောလိုက်တယ်အောင်ဖို့ကတကြီးသားလေဒီတော့ကျမတို့ကလေးတွေအားလုံးရဲ့ဖို့ပေါ့မရဘူးကြည်စုံမနေမေခွေးယူလို့ရမှာအောင်ဖို့စီကတစ်ချက်လုံးအမိန်ချလာတယ်ကျမတခြားကလေးတွေကိုအာဂုတ်တီကြည့်လိုက်တော့သူတို့ကမသိချင်အောင်ဆောင်နေကြတယ်သူတို့ကိုကြည့်ပြီးတော့ကျမဝမ်းနေလာတယ်ဆက်လေမစားချင်တော့ဒါနဲ့ပဲကျမသူတို့နဲ့မကစားတော့ဘဲနဲ့စာတင်ကျောင်းမဲ့ပြန်ထွက်ဖို့လုပ်တယ်ဘဲသွားမလို့လဲကြည်ကမအင်္ဂနဲ့အတန်တစ်ချက်ကျမစီထွက်လာခဲ့တယ်ခေါင်းတစ်ခုလုံးထူပူသွားခဲ့တယ်နောက်ကိုလေချေဖို့ကြိုးစားပေမဲ့အောင်ပိုးကစပင်ဆောင်ဆွေးထားတာမို့လို့လူကလှဲမရအောင်လှုပ်ပါငါ့ကိုလှုပ်ကျမမျက်ရည်တွေတတောက်တောက်စီးကျနေတဲ့ကြားကနေပြောလိုက်တယ်ကျမထက်ကောင်းတလုံးစာမကားပိုမြင်ပြီးတော့ခွန်အားပိုတာတဲ့အောင်ပိုးကပြောလေကေးလေပဲဘေးကကလေးတိုက်စီရနေကျမကိုကြည့်ပြီးတော့ကြည်စုပ်ကြည်မကြည်ကမဆိုရဲစကားတန်နဲ့လက်ခုပ်တန်နဲ့ဆွညံစွာထွက်လာတယ်ဒါမဲ့ခဏပါမနေပိုင်းတွင်မှာပဲကျမတို့နောက်ကိုရင်ကြီးတစ်ပါးရောက်လာတာနဲ့အောင်ပိုးလက်ထက်ကလွတ်သွားတယ်ကျမလည်းစာတင်ချောင်းဆောင်ဘက်ပြင်ပြစ်လာပြီးတော့ဂုံးနေရာမှာကိုထိုင်နေလိုက်တယ်အောင်ပိုးကိုလည်းမကြည့်ရတော့ရွာဘက်မှာကြည်ရပြိုင်းနေပါလားကျမတို့ကလေးတွေစာတင်နေတော့ကပ်ပယားကြီးကပြောလိုက်တယ်ဆရာသမားဖြစ်တဲ့ဦးစင်းကြီးကမြေဖြူခဲကိုချပြီးတော့ကျောင်းဆောင်အပြင်ကိုထွက်ကြည့်အဲလိုကျင်းနေရင်ကလည်းကျမဘက်ကိုတစ်ချက်လမ်းကြည့်တာကိုသတိထားမိတယ်ကျမကခေါင်းကိုငုံနေလိုက်မိတယ်အဲတော့ကျမခြေဖျားလက်ဖျားတွေအေးဆက်နေတယ်သမီးမင်းတွေတိတ်မကြောက်ဘုံကြီးကျောင်းထဲကိုအပြေးတစ်ပိုင်းဝင်လာတဲ့အမေကိုတွေ့လိုက်ရတယ်အမေမျက်နှာစိုးရင်ဒုက္ခတွေနဲ့ကလေးလာခေါ်တာလားတကောင်မိုင်းတင်မဦးစီအမေကကျမတို့ကိုစာတင်ပေးတဲ့ဦးစင်းကြီးကိုလက်အုပ်ချင်နဲ့ပြန်ပြေးနေတယ်ဦးစင်းကြီးကခေါင်းတစ်ချမ်းငိမ့်နေခေါ်သွားလိုက်ပါတကောင်မိုင်းဆရာတော်ကကျိန်းနေလို့ပြီးရင်ဦးစင်းချုပ်ထားလိုက်မယ်ဦးစင်းကြီးစကားအဆောင်အမေဟာကျမရှိတဲ့နေရာထိလာပြီးတော့ကြောက်တင်ပုံနဲ့ကြောက်တံကိုကုသိမ်းပေးတယ်ပြီးတော့ကျမလက်ကိုဆွဲပြီးတော့ကျောင်းဝိုင်းအပြင်ကိုထွက်ခဲ့တယ်စာတင်ကျောင်းဆောင်ထဲကမထွက်ခင်ကျမအောင်ပိုးကိုတစ်ချက်လမ်းကြည့်လိုက်သေးတယ်အောင်ပိုးကကျမကိုမျက်မှောင်ကုပ်ကြည့်နေတယ်သမီးဘာဖြစ်တာလဲအမေကိုပြောစမ်းငါသမီးငိုထားလားကျောင်းဝိုင်းအပြင်ဘက်ရောက်တာနဲ့အမေကကျမကိုမေးတယ်ကျမကောင်းချင်းပြလိုက်တယ်ပြီးတော့တကြီးသားအောင်ပိုးကျမကိုအနိုင်ကျင့်တဲ့အကြောင်းပြလိုက်တယ်ကျမစကားအဆောင်မှာပဲအမေစီကဖျားဆိုရဲအာမေလေးတန်ထွက်လာတယ်ပြီးတော့အမေကကျောင်းရှိကညမုံစိမ့်ပင်ကြီးအောင်မှခြေပြေးလေးပြေးထိုင်ချိုင်နဲ့ကျမကိုတင်းတင်းကြပ်ကြပ်ပွေးဖတ်ထားတယ်အဲဒီချိန်မှာပဲကျမနဲ့အမေရဲ့ခေါင်းပေါ်တတရနေကြီးအာတန်တစ်ချက်ကြားလိုက်ရတယ်
ကျမတို့သားအမိထိတ်ထိတ်လှဲလှဲမောကြည့်လိုက်တော့ရောင်ကိုင်းတစ်ခုနဲ့တစ်ခုပေါ်ခုံစောကူးနေတဲ့ကြီးကန်းတစ်ကောင်။အဲ့ဒီညနေဟာပဲကျောင်းဝပြန်လာတဲ့အောင်ပူတယောက်သူ့အိမ်ဖြစ်တဲ့တကြီးမင်းအိမ်ရှိအရောက်မှာပဲကြီးကန်းတစ်ကောင်ရဲ့ထိုးစိတ်ချင်းကိုခံရလို့မျက်လုံးပေါက်သွားခဲ့တယ်ဆိုတဲ့သတင်းဆိုကြီးကျမတို့သားအမိစီညတွင်ချင်းရောက်လာခဲ့တယ်။သတင်းကိုဘသူကသေးလာတယ်ဆိုတော့လူတွေကိုမလုံမရရင်အိမ်ကိုမိရှုကွာရွှာနာတယ်ဆိုတဲ့အတန်ကြီးနဲ့မိတော့ကန်တဲ့လူအုပ်ကြီးတစုသေးလာကြတာပေါ့။ရှုကွာရှုအောင်ပူလေးမျက်လုံးပေါက်တယ်လို့သူတို့မျက်လုံးတွေကိုလည်းဖောက်ပစ်အတန်တွေဟာတဖြည်းဖြည်းနီးလာတယ်။အမေရတကားတွေကိုပြစ်ပိတ်ပြီးတော့အဲ့ရပေါ်ငုတ်တုံးထိုင်နေတဲ့ကျမစီကိုပြန်ပြစ်လာတယ်။သမီးမကြောက်နဲ့နော်။ပြီးတော့အမေကကျမကိုတင်းကျပ်စွာဖတ်ထားရင်ပြောတယ်။အဲ့လိုပြောတဲ့အမေအတန်တွေဟာတုံရင်နေခဲ့တယ်။အမေကိုချင်းရင်ကျမကောင်းချင်းပြလိုက်တယ်။တကယ်တော့ကျမဘာကိစ္စကြောက်ရမှလဲလို့ဖြစ်ချင်တာ။ဒါမဲ့တုံရင်ဖြစ်နေရကြောင်းနောက်ကနေထွက်မရအောင်ဖြစ်နေ။ဟုတ်တယ်လေ။အောင်ပုံမျက်လုံးတွေဖောက်ကြတာကျမမဟုတ်ပဲကြီးကန်းတွေဖောက်တာလေကျမနဲ့ဘာဆိုင်လဲတွင်ရဲ့အမေအင်းကြီးစားတွေကိုတင်းဆွေးဆင်းလိုက်တယ်ကြီးမမိတ်ဆာမထွက်ခဲ့စမ်းအခုထွက်ခဲ့စမ်းအမလေးအဲ့ဒီချိန်မှာပဲအဖေမရှိကြရခဏခနဲနဲ့ရိုင်းထိုးနေတဲ့ကျမတို့အိမ်လေးဟာဒုက္ခနဲ့အတန်ကြီးနဲ့အတူတတိန်လှုပ်သွားတယ်အိမ်ကိုကဲနဲ့ပြစ်ပေါက်လိုက်တဲ့အတန်ကြီးဆောင်ပါပဲအမေစီကအနန္တကြအော်တန်ထွက်လာတယ်ကျမအသက်ရှူရမ်းမတတ်ဖြစ်သွားတယ်ထွက်ကြစမ်းအခုထွက်ခဲ့ကြစမ်းငါတနက်နဲ့ပြစ်လိုက်ရမလားအိမ်ပြင်ကနေအော်ပြောတန်ထွက်လာတယ်ဒီတခါအတန်ဟာတကြီးအတန်မလောက်ပါနဲ့တကြီးရဲ့ကျမရှိကြီးခို့ပါတယ်အမေကတကြီးအတန်ကိုကြားတာနဲ့ကျမကိုဖက်ထားရကနေလေးပြီးတော့အိမ်ပြင်ဘက်ကိုလက်အုပ်တကြီးနဲ့တောင်းပန်တယ်လူတွေကိုမြင်ရတဲ့တိုင်အမေကကျန်းပြင်းတဲ့တပူးအချိန်ချင်းတိုက်ပြီးတော့ရဲရဲလေးရွှေအော်ဟီကြော်တော့တယ်အဖေသူတို့လူလိုပြောမနေနဲ့သူ့ဘာသာသူဘာကြီးပဲဖြစ်ကျုံညီမလေးရဲ့မျက်လုံးကအကောင့်တန်ပြန်မရတော့မေအေရောသမီးပါစုံမာတယ်ဘယောကားမာတယ်ဒီဟာမတွေကိုရွာထဲမှာမထားနိုင်ဘူးအခုချက်ချင်းမီးရှို့ပြီးတော့မောင်းထုတ်ပစ်အဲ့ဒီချိန်မှာပဲတကြီးသားအကြီးကောင်ဖိုးထောင်ဆရာဒေါ်ဒါကြီးပြောတန်ထွက်လာတယ်ဟုတ်တယ်တကြီးခိုးဖိုးထောင်ပြောတာမှန်တယ်ရှို့ကွာကြားလို့တကြီးသားစကားဆောင်မှာပဲကျမတို့အိမ်လေးပေါ်မီးတုံးတွေစတင်ကျလာတယ်အမေကနောက်ဖက်ဆင်းတဲ့တကောက်ကိုဆွေးဖွေးပြီးတော့ကျမကိုဖက်လို့အတင်းခုန်ချလိုက်တယ်ကျမတို့သားမီးအောက်ကိုရောက်သွားတဲ့တခဏအတွင်းမှာပဲ၆ကန်းနေတဲ့တက်ကင်မိုးတွေမှာမီးတောက်တွေစတင်ဆွေးလောင်တော့တယ်။အဲဒီချိန်မှာပဲတရွာလုံးတုံလို့သွားလောက်တဲ့အထိကြီးအာသာနဲ့ထပ်ပေါက်လာတယ်။ကျမမောကြည့်လိုက်တော့ဘယ်အချိန်ကလေးရောက်နေမှမသိတဲ့ရှားနဲ့ချီတဲ့ကြီးကန်းတွေဟာတစ်ပင်အဖျားလောက်သာရှိတဲ့အမြင့်ကနေခေါင်းကင်ပေါ်မှာဝေးပြန်နေတယ်။သူတို့ရတောင်ပန်ရိုက်တန်တွေဟာလိုင်လုံးကြီးတွေကျောင်းဆောင်ကိုဝင်တိုက်တယ်လို့တဝုံဝုံနဲ့ပြန်လွှင့်နေတယ်။ကြီးအုပ်ကြီးရဲ့ချိန်နဲ့ဆူညံနေတဲ့ကြီးအာသာနဲ့ကြောင့်မီးတုပ်ကန်ထားတဲ့လူအုပ်ကြီးဟာခေါင်းကင်ပေါ်မောခြင်းရင်ဝယုံတုံကဖြစ်ကုန်ကြတယ်။တကြီးဟာသူရဲ့နှလုံးပြုတ်တန်းနဲ့ကြီးအုပ်ကိုလမ်းပစ်တယ်။ခေါင်းကင်ပေါ်မှာဝေးပြန်နေတဲ့ကြီးကန်တချို့မြေပြင်ပေါ်တပြုတ်ပြုတ်ပြုတ်ကြတယ်။အဲလိုတန်းနဲ့ပြည့်တဲ့တန်တွေထွက်လာပြီးတဲ့နောက်မှာပဲကြီးအုပ်ဟာနေမသွားတဲ့အပြင်ပိုးတိုးလာသလားထင်ရတဲ့အထိများပြားလာရောပဲ။ဒါမဲ့သူတို့ဟာသူတို့အသက်ကိုရမ်းချနေတဲ့ရွာသူရွာသားတွေကိုတိုးစိတိုက်ခိုက်ဖို့ဆိုတာထက်ကျမတို့သားမျိုးကိုကာကွယ်ပေးဖို့ရှိတတိုင်းတစ်ခုလုံးဝေးပြန်နေကြတယ်လို့မျိုးအသေးတာဆုံးအချက်ကတစ်ချိန်လုံးမိုင်းမိုင်းညွညွရှိနေတဲ့အမောင်ညားရဲ့ကောင်းကင်ဟာသွေးရောင်တွေလွှမ်းတယ်လို့ချက်ချင်းနေရဲသွားတာပဲတကြီးပြောင်းလဲသွားတဲ့မြင်ကွင်းတချို့ကြောင့်တကြီးဘေးနားမှာရှိနေတဲ့လူတချို့ကအတန်တွေထွက်လာတယ်ကောင်းကင်ပြင်ကြီးကိုမောကြည့်တနန်းနဲ့တတိုင်းတိုင်းဖြစ်နေတဲ့တကြီးကိုယ်တိုင်ကလေးမြင်နေရတဲ့မြင်ကွင်းကြောင့်သွေးပြက်လူမတန်ပြီးတော့စက်တီတီတဲ့ဆရာတော်ကြွားလာတယ်ကပြန်းကြီးရဲ့အတန်ကျင်းရွာတွေရဲ့ထုံးစံအတိုင်းဇွန်ညာအတန်တွေနဲ့လူအုပ်ကြီးရဲ့အတန်တွေဟာဆရာတော်ဆိုတဲ့အတန်ကိုကြားတာနဲ့မိကိုရှင်နဲ့ငိမ့်လိုက်တယ်လို့ရှက်ခနဲ့အန်အောဆရာကောင်းတာကောင်းကင်ပေါ်ကကြီးအုပ်ကြီးဟာတကောင်ချင်းအမောင်ထိုးတွင်တွန်းဝင်ပြောက်ကွယ်သွားတော့တာပဲအတန်အန်တွေကလွတ်ကင်းခဲ့ပေမဲ့တကြီးနဲ့ရွာသားတွေရဲ့ညွညင်မှုကြောင့်ကျမတို့သားမျိုးရွာထဲမှာဆက်နေလို့မရတော့ပါဘူးဆရာတော်ဖျားရဲ့စီစဉ်ပေးမှုနဲ့ရွာဦးစီတွေနဲ့ခန်းလန်းတနေရာမှာဒဲလေးတစ်လုံးကိုထိုးပြီးတော့နေခွင့်ရခဲ့တယ်။အဲ့ဒီနေရာဟာရွာနဲ့အလံဝေးပြီးတော့တောအုပ်လေးတစ်ခုနဲ့နှီးကပ်နေပါတယ်။လူတန်သူတန်မကြားရတော့ပဲစိတ်ငြိမ်တဲ့နေရာမို့ကျမတို့သားအမိအတွက်အရင်လိုစိုးတထင်ထင်မနေရတော့ဘူး။ဇာရေးသားရေးနဲ့ကျမရဲ့ပညာရေးကိုလည်းဦးစင်းကြီးနဲ့ကပ်ပြကြီးတို့ကတစ်ဖက်တစ်ခါလာရောက်ပြီးတော့ကုညီသင်ပြပေးကြတယ်။တစ်ဖက်ပါလေအဲ့ဒီနေရာရောက်တဲ့အချိန်ကစပြီးတော့ကျမနဲ့သူတို့ပုံမနီးကပ်လာတော့တာပဲ။သူတို့ဆိုတာကျမစီလာနေကြအကြီးကန်းနေပေါ့ရွာမှာတော့လူတွေရဲ့ရုံးရှာပွေအကြီးတွေကိုခန်းစားရတဲ့ကျမဒေါ်စာတိတ်လေးစီအရောက်မှာပဲကြီးကန်းတွေနဲ့ဆက်တွေ့နိုင်ခဲ့တယ်သူတို့ဟာကျမအတွက်အမေပြီးစကားပြောဖို့ဖြစ်လာခဲ့တယ်
အရင်ကဆိုကြီးကန်းတွေကိုမြင်တာနဲ့ကျမလက်ကိုအတင်းဆွေးပြီးတော့အိမ်ထဲကိုခေါ်တက်တဲ့အမေကိုရန်ကလေဒီနေရာကိုရောက်မှကြီးကန်းတွေကျမစီလာတိုင်းဘာမှမပြောတော့ဘူးတခါတလေသူကိုယ်တိုင်တော့ကြီးကန်းတွေစားဖို့ဆိုပြီးတော့အချောင်းအချမ်းတွေချပေးတတ်နေပြီဒီလိုနဲ့ပဲတဲအိမ်လေးစီရောက်ပြီးရန်အနေငယ်ရွေးမှာပဲကြီးကန်းတွေနဲ့ရင်းနှီးခဲ့တဲ့ကျမဈေးစွန်းတွေတစုအရွေးမှာပဲသူတို့ရဲ့ထူးခြားဆန်းကျင်တဲ့ပြုံးမှုတွေကိုစားတင်သတိထားမိလာတယ်တကယ်တော့သူတို့ကျမစီလာနေတာရိုးရိုးငတ်တွေလို့စားကြရှာတာအောင်ရတာမျိုးမဟုတ်ပဲတခုခုကိုတည်ပင်းချင်လို့လာနေတာဟန်မျိုးတွေအထူးသဖြင့်ရွာမှာရှိနေတဲ့လူတယောက်တေဆုံးတော့မယ်ဆိုရင်ကြီးကန်းတချို့ဟာကျမအခန်းထဲတွေဝင်လာပြီးတော့မိုင်းမှန်ကြီးနားနေတတ်တယ်ပြီးတော့တချို့ကြီးတွေဟာဆွေးဆွေးမြင်းမြင်းအတန်နဲ့ကြီးတွေနဲ့၃ချိန်လောက်အော်တက်ကြတယ်သူတို့အဲ့လိုအော်ပြီး၃ရက်အကျွန်းလူတယောက်ဖျားနာပြီးဒါမှမဟုတ်ဘေးကိစ္စကြုံပြီးတော့သေတော့တာပဲအဲ့လိုမဟုတ်ဘဲနဲ့အပြင်းအထန်အတိုင်းအခိုင်နမိတ်မျိုးပြကျင်နေဆိုရင်ကြီးကန်းတွေဟာကျမတို့တဲရှိရထိန်ပင်ကြီးပေါ်မှာအတောင်ပန်းတွေကိုတဖြောင်းဖြောင်းခတ်ကအတန်ကုန်အာတော့တာပဲဒီလိုဆိုရွာသူရွာသားအချင်းချင်းခိုင်းရန်ဖြစ်ပွားတဲ့သတင်းတွေဖြစ်ပွားခဲ့ကြောင်းတပတ်တစ်ချိန်လာတဲ့ကပ်ပြားကြီးစီဟာကြားရလေးရှိတယ်အစားပိုင်းကတော့ဓာတ်တွေကိုကျမသတိမထားမိဘူးနောက်ပိုင်းမှာသူတို့ပြတဲ့နမိတ်တွေကိုတပြေးပြေးတပေါက်ပေါက်လာတယ်အဲ့လိုတပေါက်ပေါက်လာတာနဲ့အမျှဆက်ဆက်တွေးမိတဲ့အချက်ကသူတို့ထင်ထားသလိုကျမဟာဂျင်းစာမိတာကြီးဝင်စားတရားမဟုတ်ပဲဂျင်းစာတွေပြတဲ့သေခြင်းတရားရဲ့နမိတ်တွေကိုကြိုတင်မြင်ရသူတရားဖြစ်နေတယ်ဆိုတာဟုတ်ပဲဟုတ်တယ်အဲ့လိုတွေးမိတဲ့နောက်မှာကျမသူတို့ကိုမြင်ရမှာကိုတွေးပြီးတော့တပြေးပြေးလှန့်လာတယ်သူတို့ဟာကျမထင်ထားသလိုကျမစီကိုပြောလို့လာနေတဲ့မိတ်ဆွေကောင်းတွေမှမဟုတ်တာကျမကိုသိမင်းလို့သဘောထားပြီးတော့လူတယောက်ရဲ့အသက်ဝင်စဉ်ကိုကြွေတော့မယ်ဆိုတဲ့အကြောင်းနမိတ်တွေလာပြနေကြတာအဲ့လိုသူတို့နဲ့ကျမရဲ့ဆက်နွယ်မှုကိုသိလိုက်ရတဲ့အချိန်ကစပြီးတော့ကျမဟာကိုယုံကြောက်ကြည့်ဖြစ်လာတော့တယ်ပြီးတော့သူတို့နဲ့မတွေ့ရအောင်အခန်းတကားတွေပိတ်ပြီးတော့အမြဲလိုအခန်းအောက်နေတော့တာပဲဒါပေမဲ့အဲ့ဒီနေ့ဟာစိတ်မှန်တဲ့ဖြည့်ရှင်းနေမှမဟုတ်တာသူတို့ဟာတနေ့မဟုတ်တနေ့တော့ကျမရှိအောင်ရောက်လာကြတာပဲအထူးသဖြင့်ကျမအသက်ဆက်ရှင်နေပြေဖို့ရက်အနေငယ်အလုံးမှာဒါနဲ့ပတ်သက်ပြီးတော့ကျမပြက်တသားတီးခိလိုက်ရတယ်အချိန်တွေဟာမြေကြီးတစ်စင်းလိုတိုက်ဆလာခဲ့တယ်တပြေးပြင်းနဲ့ဂုံပန်းမသိကုန်ခဲ့တဲ့ရက်တွေနဲ့အတူကျမအသက်တောင်ဆက်ရှင်နေပြည့်ခါနေပါပြီတကယ်တော့ဒီတိုက်အရွယ်ဟာမိန်းကလေးတယောက်အတွက်အလားသွေးကြွေးချိန်ပေါ့ဒါပေမဲ့ကျမဘွားတခြားမိန်းကလေးတွေအလောက်ပါရရနဲ့အခြေရရကိစ္စတွေမှာကုံဆုံးဖို့အခွင့်အရေးမရှိခဲ့ပါဘူးတရားလုံးရဲ့အပေခံဖြစ်တဲ့ကျမရဲ့ကပောင်ငယ်လေးတွေမှာအမေရဲ့ကြီးကန်းနေရဲ့ပြီးတော့တပတ်တစ်ခါရောက်လာတတ်ကြတဲ့ဦးစိန်နဲ့ကပ်ပြားကြီးပဲရှိတာပါအဲ့လိုအချိန်မှာကြီးကန်းနမိတ်တွေကိုကြောက်သွားတဲ့ကျမဟာအခန်းအောက်နေခဲ့တော့ငကိုကလေးကသိငယ်တဲ့ကဘာလေးကပူပြီးတော့ကျင်းမြောင်းသွားသလိုပါပဲဒါပေမဲ့အဲ့လိုကြီးကန်းတွေကိုရှောင်နေကြတဲ့ကြားဟာပဲတရက်သားညနေဆောင်အချိန်မှာအမေရဲ့အထူးဆန်းခေါ်တန်းကိုကြားလိုက်ရတယ်ကျမအပြင်ကိုထွက်ကြည့်တော့ကြီးကန်းတွေကိုကျမတခါမှမမြင်ဘူးတဲ့ပုံစံမျိုးနဲ့အများကြီးကိုတွေ့ရတယ်ဟုတ်တယ်သူတို့တွေကအရင်လိုကျမတို့အိမ်ကောင်မိုးထိလာမနာနေတော့ပြီးတော့အိမ်ရှိကထိန်ပင်ကြီးပေါ်မှာလေးမနာကြတော့သူတို့ဒီတခါနားနေတာကျမတို့အိမ်ရှိကမြေနီလန်းလေးပေါ်မှာလူနေအောင်ရှောင်းသိမ်းရုံသာဖားလုပ်ထားတဲ့မြေသားလန်းလေးပေါ်မှာရာနေချီတဲ့ကြီးကန်းအုပ်ကြီးဟာချင်းရချားစရာနေရမရှိတော့အောင်ထိနားနေကြတယ်ပြီးတော့သူတို့ဟာကျမတို့အိမ်ရှိတဲ့ဘက်ကိုကြော်ပြီးတော့အဝေးကိုမလုံးမဖြတ်ရှိနေကြတယ်သူတို့ရဲ့ထူးခြားတဲ့အဖြစ်မှုတွေကိုကြည့်ပြီးတော့ဒီတခါတော့ကျမနားလေနိုင်ပြီခဏရီတို့သူတို့ဟာထုံးစံအတိုင်းပဲတကောင်ချင်းစီအဝေးကိုပြန်တန်းသွားကြတယ်ကျမကသူတို့အလုံးထွက်ခွာသွားတဲ့ချိန်ထိငေးကြည့်နေလိုက်ပြီးတော့ခဏနေမောင်စားပြုတ်ချိန်အမေမီးထုံးပေးမှအခန်းထဲဝင်လာခဲ့တယ်အတွေ့တွေကတော့မျိုးစုံပေါ့သူတို့ဘာလို့ဒီလိုငြိမ်သက်နေကြရလဲဒီနေရာတွေကိုပဲငေးကြည့်နေကြရလဲပေါ့ဒီညအခမ်းပန်းလို့မရတဲ့ထိတ်လဲမှုကြီးကြောင့်ကျမရဲ့အသက်ရှူသံတွေကိုကျမပြန်ကြားနေရအထိဖြစ်ခဲ့တယ်ပြီးတော့တညလုံးနေပါအိမ်မပျော်ပဲဒီလိုလိုတလိမ့်လိမ့်ဖြစ်နေခဲ့တယ်နောက်ပြီးတော့မနေ့မိုးလင်းခါနေထိအိမ်မပျော်လိုက်အိမ်ပျော်လိုက်ဖြစ်နေတဲ့အကြောင်းထူးဆန်းတဲ့အိမ်မက်တစ်ခုမှတ်ခဲ့တယ်အိမ်မက်တွေမှာပန်းဝန်းကျင်တစ်ခုလုံးဟာမြို့ခွေးတွေကြောင့်မိုင်းညွတ်နေတယ်အဲ့ဒီအမောင်တို့တွေကိုကျမဟာမကြောင်မရွံ့စူးစမ်းဝင်ရောက်ခဲ့တယ်အဲ့လိုသွားနေရင်တနေရာရောက်မှာပဲကျမတို့ရှိတဲ့ဘက်ကိုကြောက်ပေးထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တယ်အဲ့လူဟာရှည်လျားတဲ့ဝိယုံနှက်ကြီးကိုကောင်းမွန်ခြုံပြီးတော့ဝတ်ထားတယ်လက်တစ်ဘက်ကဘာကိုကင်ထားမှန်းကိုပြမသိရပါပဲတစ်ဘက်ကတော့ချွန်ထပ်ပြီးသွေးတွေဆုံးပေနေတဲ့သမီးတစီကြီးတစ်ခုကိုကင်ထားတယ်ပကုံးပေါ်မှာလေကြီးကန်းတစ်ကောင်ဟာအတောင်တွေဆင်းပြီးတော့ငြိမ်ငြိမ်သက်သက်နားနေတယ်သူရဲ့အဲ့ဒီပကုံးကြီးကိုကြည့်ပြီးတော့ကျမထိန်လန်ဖြစ်သွားတော့မှာပဲသူဟာကျမရှိရဲ့ဘက်ကိုပြပြချင်းနေလာတယ်ဟာမိခိုးရအခွန်ငွေတွေကြားနေမြင်လိုက်ရတဲ့မြင်ကွင်းကိုကြည့်ပြီးတော့ကျမကြောက်ရွံ့တယောက်လိုဖြစ်သွားတယ်ဟုတ်တယ်အဲ့လိုမဖြစ်နိုင်ဘူးလားကျမရှိတဲ့ဘက်ကိုလဲကျတဲ့သူရဲ့လက်တစ်ဖက်မှာကင်ထားတာကပ်ပြားကြီးရဲ့ဥကောင်းကြီးတဝင်းနေသေးတဲ့အဲ့ဒီဥကောင်းပြက်ကြီးဟာလက်လုံးတွေလှုပ်နေသေးတယ်
ပြီးတော့သွေးတွေမရှိတော့လို့ဖြူစွန်းနေတဲ့နှကန်းတွေဟာတစုံတစ်ခုကိုအသာမထွက်စေပဲရွတ်ဆုံနေတယ်လို့တဆတ်ဆတ်လှုပ်ရှားလာတယ်။အဲ့ဒီအချိန်မှာပဲတင်မရဲ့ပကုံးပေါ်မှာနားနေတဲ့ကြီးကန်းစီဟာအတန်ဆူကြီးတစ်ခုထွက်လာခဲ့တယ်။ပြီးတော့ကျမရဲ့မျက်တောင်တွေစက္ကနဲ့ပွင့်သွားပြီးတော့အိမ်မက်ကလမ်းနှုတ်လာတယ်။ကျောင်းအားလန်းအားနဲ့ချက်ချင်းထားထိုင်လိုက်တော့ရင်ဘတ်တစ်ခုလုံးတတိန်နဲ့မြည်နေအောင်ခုံနေတယ်။ချက်ချင်းပဲစီကျလာတဲ့ဇောချွေးတွေကိုအပြင်ကိုထွက်လိုက်တော့ထရပေါင်းလေးကနေတစင်းအလင်းရောင်တွေဝင်လူးချင်းချင်းဖြစ်နေပြီ။ချက်ချင်းပဲအခန်းထဲကနေထွက်ပြီးတော့အိမ်ရှိကိုတက်လိုက်တယ်။အမေဟာမီးပူရှောင်းတော့မီးမွေးနေပြီ။ကျမရေဦးရှိတဲ့ဘက်ကိုသွားပြီးတော့မျက်နှာတီးဖို့ဖြစ်နေတော့မှပဲအဝေးကနေတပါးလေးရှောက်လာတဲ့ဦးစင်းကိုတွေးလိုက်ရှာတယ်။ပုံမှန်ဆိုစာတင်ရဲ့ရောက်ဖို့ကလေ၄ရက်လိုနေသေးတဲ့အပြင်ဒီလိုအချိန်ကြီးတပါးလေးကြွလာလို့ဦးစင်းကြီးကြောင်ကျမတတင်ကအံ့အားသင့်သွားတယ်။တကားမကြီးတင်ပါဦးစင်းတဲနာကိုရောက်လာတဲ့ဦးစင်းကအမေကိုလမ်းခေါ်တယ်။အမေကတပတ်ကလေးကိုပကုံးပေါ်လှိုင်းဦးစင်းသားကိုသားရိတ်တယ်။ကပ္ပိယကြီးတော့ဆုံးသွားပြီတကားမကြီးမနဲ့အုံမောင်ခေါင်းချင်းကျောင်းသားတချို့သွားလို့နိုးမရဖြစ်နေတော့အဲ့ရတဲ့မွေးတကောင်ချောဆင်းသွားတာတွေ့တယ်လေဆေးစရာခေါ်ကြည့်တော့မွေစိတ်တက်တာကြာနေပြီအသက်မရှိတော့ဘူးတဲ့ဦးစင်းစကားအဆောင်အမေစီကဖေရဆိုရင်အာမေတဲ့တန်ထလာသလိုရေကန်မှာမျက်နှာသိနေတဲ့ကျမလက်ထဲကခွက်လေးဟာအောက်ကိုလွတ်ကျသွားတယ်ဟုတ်တယ်ဦးစင်းကြီးစကားကိုကြားပြီးတဲ့နောက်ကျမရင်ထဲမှာအေးဆက်တဲ့အမောင်ထူးကြီးတစ်ခုပုံမကြီးထွားလာခဲ့တယ်အရင်ကဆိုကြီးကန်းတွေကဒေချင်းတရားရောက်လာတော့မယ်ဆိုတဲ့နမိတ်ကိုပြသခဲ့တာအခုတော့အဲ့လိုမဟုတ်တော့ကျမကသူတို့ပြတဲ့နမိတ်ကိုတင်မကားတော့ပဲဘသူသိမလဲဆိုတာကိုပါကြိုတင်သိမြင်နိုင်တဲ့တင်မရဲ့တမန်တော်အဖြစ်ကိုရောက်လို့နေခဲ့ပြီလေဒါကြောင့်ကျမအထိတ်တလန့်ဖြစ်သွားတာပေါ့ဦးစင်းပြန်ကြွလိုက်အောင်မဲတကားမကြီးဦးစင်းပြန်သွားတော့ကျမအမေနောက်ကိုသွားလိုက်တယ်ပြီးတော့ကျမစိတ်ထဲမှာဖြစ်နေတဲ့ဝင်ထုတ်ခြင်းကိုအမေသိအောင်ပြပြလိုက်တယ်ညနေအမေခေါ်ပြတဲ့ကြီးကန်းတွေလက်ပေါ်ထားတဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့အိမ်မက်ထဲကတိမ်မင်းအကြောင်းကိုရောကပြားကြီးရဲ့ဥခေါင်းပြက်ကြီးအကြောင်းကိုရောပေါ့ကျမစကားအဆုံးမှာပဲအမေကဒါဟာတိုက်ဆိုင်တာပဲစိတ်ထဲကိုမထားနဲ့လို့နေသိမ့်ပေးတယ်ဒါပေမဲ့အဲ့လိုနေသိမ့်ပေးနေတဲ့အမေမျက်နှာတစ်ခုလုံးဟာလေကြောင်းလိုက်မှုတွေကြောင့်တွေးဆုံးဖြူရောနေတယ်လေကပြားကြီးကိုလွန်ပြီး၃ရက်မြောက်နေပါပဲတေချင်းတရားရဲ့အေးဆက်ဆက်ငွေသက်တွေဟာကျမစီဒုတိယအကြိမ်ဝင်ရောက်လာပြန်တယ်နေကဘက်ပြန်ကိုလမ်းလျှောက်ခဏထွက်ချိန်ကျမတို့တိတ်လေးနဲ့ခက်လန်းလန်းအမြင့်ရက်ခင်းပြင်ပေါ်မှာကြီးကန်းတွေဟာအုံလိုက်ချင်းရင်းသက်နေကြတယ်။သူတို့ရဲ့ကောင်းတွေဟာလေရွာဘက်ကိုလှည့်ထားကြတယ်။အမေကျမဟာသူတို့အဲ့လိုပုံစံနဲ့မြင်ချင်းပဲကြောင်းအားလန့်အားအော်ဟစ်ပြီးတော့အိမ်ဘက်ကိုပြန်ပြေးခဲ့တယ်။ပြီးတော့တုံတုံရီရီနဲ့ပဲအမေကိုဖတ်ငွေရင်သူတို့တွေရှိတဲ့ဘက်ကိုလက်ညှိုးထုတ်ပြလိုက်တယ်။ပြောရမယ်ဆိုအဲ့ညမှာကျမဟာမြူထုတွေကြောက်ကိုနောက်တစ်ချိန်ပြန်ရောက်သွားတယ်။ပြီးတော့တစုံတယောက်ညှို့ညင်လိုက်တယ်လို့ပုံစံမျိုးနဲ့မြူတွေကြားထဲမှာတိုးဝင်ခဲ့ပြန်တယ်။ဦးလေးသားအေးဒီတစ်ချိန်တွေ့ရတဲ့တိမ်မင်းလက်ထဲကခေါင်းပြက်ကြီးဟာကျမထင်ထားသလိုကပ်ပြားကြီးမဟုတ်တော့ဘူး။ရွာရရနာသားကြီးယောဂသေးကြီးတူဖြစ်တဲ့ဦးလေးသားအေးပဲ။ဦးလေးသားအေးရဲ့ခေါင်းပြက်ကြီးစီကိုကျမမျက်လုံးတွေအကြည့်ရောက်သွားတော့မှပဲတိမ်မင်းရဲ့ပခုံးပေါ်ကကြီးကန်းဟာထုံးစံအတိုင်းအတန်ဆိုးကြီးနဲ့ထောင်အော်တယ်။သူ့အော်တန်အဆောင်ကျမအိမ်မက်ထဲကနေရင်ဘတ်တစ်ခုလုံးနင်းခနဲ့ဖြစ်ပြီးတော့လမ်းတော့လာခဲ့တယ်။ပြီးတော့တုံရီလိုက်မိုးစွာနဲ့ပဲအမေကိုနိုးပြီးအိမ်မက်အကြောင်းပြပြဖြစ်တယ်။အမေကကျမကိုဖတ်ထားပြီးတော့ပြန်အိတ်စေတယ်။ဒါမဲ့ကျမဘယ်လိုလုပ်အိပ်ပျော်တော့မှလေမနေ့မိုးလေးတော့အမေကဖုန်းကြီးကြောင်ဖက်အစောကြီးထွက်သွားတယ်။ဘာကိစ္စသွားမယ်ဆိုပြီးမပြောခဲ့ပေမဲ့အဲဒီတော့အမေပုံစံကိုကြည့်ရတာဦးလေးသားအေးရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ရွာတွေကထွက်လာမဲ့သတင်းတချို့ကိုစုံစမ်းဖို့သွားတာမျိုးတကယ်လေးဟုတ်နေပါပဲ။ဒါရဲ့အနည်းငယ်ကြောင်ပါပဲမြေသားလန်းလေးအတိုင်းပြန်လာတဲ့အမေခြေလန်းတွေဟာတည်တည်တသာနေနေတယ်။ပြီးတော့ကျမမျက်နှာကိုလှမ်းကြည့်ရင်အိမ်ဘက်ကိုရှောက်လာတဲ့အမေမျက်နှာမှာစိတ်မကောင်းခြင်းရဲ့ရိပ်ရောင်တွေလမ်းမိုးလို့နေတယ်။အမေကျမအမေကိုလမ်းကခေါ်လိုက်မိတယ်။ကျမအတန်တွေဟာအကြောင်းတရားနဲ့ဝမ်းနည်းမှုတွေပေါင်းစပ်ထားတာကြောင့်တည်တည်တသာရှိုင်းနေတယ်။ပြီးတော့ကျမတို့ကလုံးစိတ်ခနဲ့တုံသက်သွားပြီးတော့ကြောက်ရွံ့မှုတွေအုံနောက်ထက်တွေတုံးဝင်သွားကြတယ်။ဟုတ်တယ်။အဲ့လိုနဲ့ပဲကျမဟာကြီးကန်းတွေကိုမြင်ရမှစိုးထိန်လာခဲ့တယ်။ပြီးတော့ညမောင်လာမှကိုကြောက်ရွံ့လာခဲ့တယ်။ရက်တလေးရွာတလေးနဲ့နာရေးဆိုတာမျိုးကတောင်းလောင်းပြင်မှာရက်သွားတတ်တာမျိုးမဟုတ်လား။မနေ့ပြန်ကျမအသက်16နှစ်ပြည့်ရဲ့နေ့တကယ်ဆိုကျမပြောရမယ့်နေ့လေဒါမဲ့မပြောနိုင်ခဲ့ဘူးအဲ့လိုညမှာကျမအိပ်ပျော်သွားခဲ့အိမ်မက်ထဲမှာဘသူ့ကိုထပ်တွေ့ရအောင်မလဲဝိယုံနဲ့ခြုံထားတဲ့သူဟာကျမကိုဘသူရဲ့ဥခေါင်ပြက်ကြီးကိုမြောက်ပြအောင်မလဲတွေ့ရတဲ့ကျမဝမ်းနေလာတယ်အပြင်ဘက်မှာအမောင်ထူးဟာတဆက်ဆက်တိမ့်သိလာတယ်ကျမရဲ့ကြောင်ရမှုတွေဟာလည်းအုံနောက်ထက်အထိပြင်းဝင်လာခဲ့တယ်စိတ်ချလက်ချအိပ်ပါသမီးရဲ့အကြီးကန်းတွေကိုသမီးမမြင်ခဲ့ဘူးမလားအဲ့ခါနေတော့မေကကျမကိုစိတ်အားတက်အောင်ပြောတယ်ကျမအမေစကားတွေကြောင့်ဝမ်းသာအားရဖြစ်သွားတယ်
ဟုတ်သားပဲဒီနေ့တော့ကျမမျက်လုံးထဲကြီးကန်းဆိုလို့တကောင်တလေတော့မတွေးခဲ့ဘူးလေဒီလိုဆိုကျမအိတ်လို့ရတာပေါ့ပြီးတော့မနေ့ပြန်ကျမမွေးနေ့မှာပျော်ရွှင်စရာရှိတော့ဝမ်းမနေရအောင်ပေါ့တွင်းနဲ့ကျမမြို့ခွန်တွေကတပြေးပြေးလဲလန့်လာပြီးတော့အဆောင်မှာပိတ်ချသွားလေတော့တယ်မြို့ရင်းဖြူဖြူတဲ့ကြားထဲမှာတေဆုံးချင်းရဲ့နမိတ်ဆောင်အနဲ့ရောင်ဝတ်ဆောင်ကြီးဟာတလူလူလွှင်းနေတယ်အဝေးထဲကမျက်နှာမမြင်ရတဲ့ပုဂ္ဂိုလ်ဟာခါရိုင်းနေတွေနဲ့တူကျမရှိတဲ့ဘက်ကိုထုံးစံအတိုင်းကြောပေးထားတယ်သူရဲ့ပခုံးပေါ်မှာတော့အတောင်တွေဆင်းပြီးတော့ငိမ့်သက်နေတဲ့ကြီးကန်းတစ်ကောင်ဒါဟာတတရားဝဲအောင်လူသားရဲ့သေးချင်းနဲ့ပဲပုံရိပ်ဆိုမနေ့ပြန်ကြဘသူသေးအောင်မလဲကျမတွင်ရင်းနဲ့တုံရင်စွာနဲ့ပဲရှေ့ကိုထိုးရိုင်သွားမိရဲ့အနက်ရောင်ဝတ်ဆောင်ခြုံထားတဲ့တိမ်မင်းနဲ့ဝါးတပြန်စာအကွာအထီရောက်လာတယ်အဲလိုကြီးကန်းသွားချိန်မှာပဲသူဟာကျမရှိတဲ့ဘက်ကိုထုံးစံအတိုင်းတပြင်းပြင်းလှည့်လို့လာတယ်မြို့ကိုတိမ်ငွေတွေကြားနေထွက်ပေါ်လာတဲ့တိမ်မင်းလက်ထက်ကမျက်နှာကိုမြင်လိုက်ရတဲ့အခိုက်အတန့်ကျမနှလုံးသားဟာလူတန်ကြီးတယောက်ရဲ့လက်နဲ့စုံညစ်ခံလိုက်ရတဲ့အတိုင်းအင်္ဂနံဖြစ်သွားခဲ့တယ်။ပြီးတော့ကဘာကြီးတစ်ခုလုံးပြိုလဲသွားနိုင်တဲ့ငါဆိုထိုးတန်ကြီးကိုကြားလိုက်ရတဲ့အတိုင်းစမ်းဆုံးဝင်ရောက်ကောင်းတဲ့အမှန်တရားတစ်ခုနဲ့ရင်ဆိုင်ရတော့တယ်။ဟုတ်တယ်။အဲ့ဒါတိမ်မင်းဝိယုံခြုံထားတဲ့လူရဲ့လက်တွေကကျမမျက်နှာကြောင့်ပဲ။တိမ်မင်းပခုံးတရားကြီးကန်းဟာကျမမျက်နှာကိုကြည့်ပြီးတော့အတန်ဆိုးခြင်းနဲ့အော်တယ်။မဟုတ်ဘူး။အဲ့ဒါငါမဟုတ်ဘူး။ကျမတို့ကအတန်ကုန်အော်ဟင်းအိမ်မက်ထဲကလမ်းနှုတ်လာတယ်။အခန်းတစ်ခုလုံးအမောင်ကျနေတယ်။အမေရှိတဲ့ဘက်ကိုလမ်းနဲ့အလန့်လက်ကြားလမ်းဆလိုက်တယ်။ဖေးရရင်အခန်းထဲမှာအမေမရှိတော့အပေါ်အပါများထားတော့သလား။ကျမအကြောင်းအားနဲ့အားနဲ့ပဲထားထိုင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကျမအခန်းရဲ့ခေါင်းမိုးပေါ်ကတေးချင်းတရားရဲ့ဖိတ်ခေါ်တန်ဆွညတန်တွေထွက်ပေါ်လာတယ်။တဲအိမ်လေးပေါ်မိုးထားတဲ့တိတ်ကယ်မိုးရီဟာကြီးကပ်ပေါင်းများစွာရာနေထီပြီးတော့ဆင်းလာတဲ့အချိန်ချောင်းဖွာလန်ကျိတ်ကစုပ်ပြတ်တက်သွားတယ်။ချင်းထောင်မလို့တဲ့အရက်ဒေတာမို့ကျမရဲ့ခန္ဓာပေါ်အမောင်မောတွေပြုတ်သွားလာတယ်။ဒါသိမကကျမခရဲ့နေရင်ကိုဒေါသတကြီးနဲ့တပေါင်းပေါင်းလာရတဲ့အတောင်ပန်ရိုက်တန်တွေပြီးတော့ပြုတ်ပြတ်သွားတဲ့အပေါက်တွေကနေတစင်းအခန်းထဲကိုတချိန်ထိုးပြန်ဝင်လာကြတဲ့တေမင်းတပံခတ်ဆိုတွေဒီလိုဆိုသူတို့တနေကုန်ပြောင်းနေခဲ့တာကျမကိုပြန်ခေါ်ဖို့အတွက်ပေါ့ဟုတ်ကဲ့ပါချင်းရတဲ့ပရိသတ်များရှင်ဒီနေ့ရဲ့ကြီးမားဆိုတဲ့ဇလန်လေးကတော့ဒီလောက်ပါပဲနော်ဒီဇလန်လေးကိုတင်ခွင့်ပြုခဲ့တဲ့စာရေးသူရင်းမြစ်တည်ဆောင်လေးကျေးဇူးအထူးပဲတင်ပါတယ်နောက်စဉ်အားပေးခဲ့ကြတဲ့ချင်းရတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်